ငါလက်သေးကိုင်မလို့ပြောထားပြီးပြီနော်ငါဟိုက်ဘာကိုင်မလို့ပြောပြီးနော်မကိုင်ရငါချောင်းကိုင်မနော်ငါပြောပြီးချောင်းကိုင်မနော်မင်းတို့ကအခုချိန်မှာဘန်းလို့ရတာလဲမဟုတ်ဒီရဲ့မာစတာလောက်ဆိုဒီတွေ့မယ်ကြိုက်တော့ပြီပြုတ်သွားတော့အဲ့တော့ရဲ့ကိန်းနဲ့ချပြမယ်1 1 2ဟမ်ဘာလဲ1 1 2နေပြီးတော့1ကပြောင်းနေတာတဲ့ငါ့1 1 2ဖက်လက်ကားနဲ့ပြေးလာရတာ1 1 2 1နေတာ1 1 2နေပြီးတော့1ကစိတ်ကကြီးနေတော့ငါဘာတော့နေရမှာ1 1 2သေလေးအမကြီးလေ1 1နေပြီး2နေပြီး1ကစိတ်ကကြီးနေပြီတဲ့မဲပြီးတော့ငါစိတ်စင်းရဲဆုံးနဲ့မှာမိုဘိုင်းနဲ့မှာကွတ်ကြည့်လိုက်ကွတ်ကောင်းပြီကွာပင်လိုက်ကွတ်နဲ့စိတ်တွေလည်းညစ်တယ်လို့ငါလို့ကြာနေလာခဲ့1 1 2ဟမ်ထူးမဲ့နေရသေးတယ်ဟိုရဲ့ပါဝိုင်းတော့မတော်လေဒီကောင်ဘလူးလို့ဒီဘေးရောက်လာတွေ့နော်ဒွဲပြလိုက်တွေ့တယ်မို့လား1 1 2ပဲရှိတယ်သူကတာဝါပြင်ပဲရောက်လာဒါဖလက်ကားလေးပါတုံးတယ်မလို့နော်ဘာလဲဟိုကတော့ဝိတ်ထိုးတဲ့လက်အကြီးနဲ့ရဝိတ်တမ်းမညီဘူးနော်ငါတို့ကဝိတ်တမ်းမညီဘူးနော်တော့မတုံးနဲ့တော့ဝိတ်တမ်းမညီဘူးလာစားဝိတ်တမ်းမညီလေဟောဘလားမကြည့်လဲဇာကြည့်တယ်တွေ့နော်လုံးပြတော့တွေ့နော်မပလားဟမ်ဟောတဘောပေါက်လားဝိတ်တမ်းမညီလဲငါတို့ကဇာရှိတယ်မြင်မှာကွာတဘောပေါက်လားအဲ့လေတွေ့ရင်မလုံးချင်လို့ပါအဲ့ဒီတကွက်ပြမယ်ဒီကောင်မကြည့်ဘဲလာနေရတကွက်ပြမှာကြည့်ထားလိုက်မကြည့်ဘဲလာနွဲတာလို့ရှိမှဝိတ်တမ်းမညီလဲကိုကြောက်ကိုမကြောက်တာနောက်ဆုံးတာဆိုတော့အခုလမ်းရှာတယ်ကြည့်ထားတကွက်ပဲပြလိုက်မှာတကွက်ပဲတွေ့နော်ပေါက်တယ်နော်မလုတ်တာကလေးတွေပျော်ပါစီတော့ဆိုပြီးတော့ဆော့ပြီးနေတာအမလီငါတို့လန့်တာအမကြီးတပလေတန်းနိုင်ငါတို့ဘလို့ချုံထဲမှာရောက်နေရလေဒီကောင်ငါစကြီးကိုကြောက်တော့1 1 2မဟုတ်1 1 2ဖလကာနဲ့ပြေးလိုက်ရတာ1 1 2ပြီးတော့အဲ့လိုenemy တွေစုမလာနဲ့လေကွာငါချနေလေကိုဘေးကောင်မှန်းမတိတော့ဘူးအုံလိုက်ကြီးကွာကြုံခွေးတွေကြောင်နေဘတာတော့ဆူတဲ့ကောင်မတွေရောဒီလေကွီကကြည့်လိုက်ဟိုက်ရောက်တွေးလိုက်ရတာအကောင်တိတိလေးတက်တာမီနီယန်ရတယ်ရောခြုံကင်ထားအကောင်တိတိလေးတက်တာမီနီယန်ရတယ်ခိုင်းအတန်လေးအကုန်ချက်လိုက်မအလင်းလေးအကုန်ချက်ငေါ့မနိုင်ဘူးလို့ပြောနေတဲ့ကောင်တွေတွေ့နော်ဘတိုရီနော်တစ်လုံးနှလုံးသုံးလုံးဟဲ့အဲ့လိုသုံးလုံးတခါတည်းတက်ဘူးလားမင်းတို့ပြောလိုက်မူပိုင်းဆိုလာမင်းတို့အန်တိုနေမို့လားအဲ့လိုသုံးလုံးတက်ဘူးလားစက်တိုက်နိုင်ရရှိခြင်းငါတို့တပွဲတည်းဆိုရသေးတယ်စက်တိုက်နိုင်ရခြင်းစောက်ခွက်လာပြောင်းနေ